ငါပါကိုဟာဗီဒီယိုတစ်ပုဒ်ကိုစတင်ပြီးတော့မှရိုက်တော့မယ်ဆိုလို့ရှိရင်စစ်ဆေးရမယ့်အချက်တွေရှိပါတယ်။ပထမတစ်ချက်ကကိုယ့်ရဲ့ဖုန်း story ပြည့်နေလားမပြည့်နေဘူးလားဆိုတာကိုအရင်ဆုံးစမ်းစစ်ပါ။ဘာကြောင့်လဲဆိုလို့ရှိရင်မင်းစင်တို့ကဗီဒီယိုရိုက်တဲ့အခါမှာကိုယ့်ရဲ့ဖုန်း story ကပြည့်နေတယ်ဆိုလို့ရှိရင်ဒီရိုးရိုးကင်မရာနဲ့ပဲရိုက် application ကင်မရာနဲ့ပဲရိုက်သူကရိုက်တဲ့ချိန်မှာတော့ရိုက်နေတဲ့ပုံစံဖြစ်သွားပေမဲ့ကိုယ့်ရဲ့photo ထဲတွေ gallery ထဲတွေတွားပြီးတော့မှ save သွားမဖြစ်နေဘူးပေါ့နော်။အဲ့ဒီခါကျလို့ရှိရင်ကိုကသတိမထားမိပဲနဲ့ဗီဒီယိုရိုက်လိုက်မယ်ဆိုလို့ရှိရင်ဒါကိုကgallery ထဲမှာလည်းပြန်မကြည့်မိဘူးရိုက်ပြီးပြီဆိုပြီးတော့မှကိုဒီတိုင်းပဲထားလိုက်မယ်ဆိုလို့ရှိရင်ကိုပြန်ပြီးတီးဖြတ်တဲ့အခါမှာဒီကိုရိုက်ထားတဲ့ဗီဒီယိုကရှိမနေဘူးဆိုလို့ရှိရင်ဒါကိုအတွက်နှစ်ခါမောဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်နံပါတ်1တစ်ချက်ကကြတော့ကိုယ့်ရဲ့ phone storage ကပြည့်နေတာမပြည့်နေဘူးလားဆိုတော့စမ်းစစ်ပါဒုတိယတစ်ချက်ကကြတော့ကိုယ့်ရဲ့ phone camera man blue ပေါ့နော်ခါကြလို့ရှိရင်မင်းစင်တို့ကကိုယ့်ရဲ့ phone ကိုဟိုနားထားဒီနားထားတဲ့အခါမှာဒီ camera မှာအငွေ့တွေဘာတွေတွားပြီးတော့မှရိုက်နေတာတော့ဘာတွေဖြစ်တတ်တယ်အဲ့ဒီ camera man blue ကိုတေချာလေးအဝတ်စာတန့်ရှင်တဲ့အဝတ်စာလေးနဲ့တုပ်ပေးပါပြီးရခါကြလို့ရှိရင်ဗီဒီယိုကိုစပြီးတော့ရိုက်လို့ရပြီပေါ့နော်ခါလီကြလို့ရှိရင်ကိုယ့်ရဲ့ camera man blue ကဒီဘယ်လိုပြောမလဲညစ်ပေနေတယ်နောက်တစ်ခါကျတော့အငွေ့တွေပိုင်းနဲ့ဖုံးလွှမ်းနေမယ်ဆိုလို့ရှိရင်ကိုဗီဒီယိုရိုက်တဲ့အခါမှာဗီဒီယိုကမကြည်လင်နေတာတို့ဝါးနေတဲ့ပုံစံမျိုးတွေတွားပြီးတော့မှဖြစ်စေတတ်ပါတယ်ကဲဒီရဲ့ဗီဒီယိုကနေပြီးတော့မှကိုဗီဒီယိုမြိုက်ခင်မှာဘာတွေစစ်ဆေးရမလဲဆိုတာကိုအားလုံးနားလည်တဲ့ဘောပေါက်သွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဖုန်းနဲ့တပ်ပုံတဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးအလွယ်တကူသိဖြတ်ရမလဲဆိုတာကိုမျှဝေပေးနေတဲ့မိစင်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်